ကူကာဂါဒီမှာကျမအမြဲတမ်းစိတ်ခေါ်နေတယ်ကျမရဲ့တကယ်ကျမကာကူလာဘိုင်ဝမ်ဘလိုတွေပြင်ပြပါမှာဆိုတော့ခင်ဗျားစောင့်ကြည့်လိုက်တော့နော်အကောက်မှကျမစကင်းတွေဂိုင်ဝန်သူ့ share တွေဘလိုတွေပြင်ပြမှာဆိုကျွန်တော်စောင့်ကြည့်လိုက်တော့ဝယ်စလာကျမအကောက်မှာကျမအကွက်နဲ့တက်တာအမားတွေမကြည့်ပါဘူးကျမအကွက်နဲ့တက်တော့ရှောင်းသွားတာတောင်းနေကျမကိုပြန်တက်သွားတာမကြည့်အောင်သူတက်နိုင်နေဆိုပါယူကျမဝီကောကြီးပြတာအကောက်မှာရန်တက်နေတာပေါ့တွေ့မယ်ဖလာကကြငါ့ကိုဝီကောပြတဲ့ကောင်မမလေးမလေးရှောင်းလာတော့အေးနော်ငါဒါမှမလုပ်နေနောက်ဆုံးနေတေမနေဖလာကလိုက်စမ်းမှာမလေးထွက်လာကလေးမိထွက်လာကတော့ရောဟဲအမအလောက်ပြင်းနေသိလိုက်စမ်းကောင်မဝီကောပြကြည့်အောင်နီထွက်လာကကြမှာငါ့ကိုဝီကောပြတဲ့ကောင်မအရင်တက်နာတို့လာလေအလောက်ပြင်းနေရောဟဲနင်းရှောင်းနေနေတဲ့နင်းစကေးလေးနဲ့ငါ့ကိုဝီကောထပ်ပြပါအောင်ဟဲဖိုင်လောက်တာတော့ဘာစကေးရောဘာကော့တယ် Oh my god ခုနနေရန်တမ်းပတ်စကေးလိုက်တော့နာနေမှာစပယ်မရှိတော့ငါတည်အဲ့တော့ငါနဲ့တော့ကပ်ပြီးလိုက်မောစိတ်တော့မကောင်းစကေးလေးနဲ့ညာငါ့ကိုစိန်ခေါ်ခြင်းသေးတာမေးပြောင်းကောင်မလေးရတော့နော်နောက်ဆုံးမှာကိုရုပ်ချော်လေးနဲ့ပဲအနိုင်ရရှိသွားဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ game လေးကြကျွန်တော် like follow နဲ့ကူညီပေးတော့ရပါခင်ဗျာအားလုံးပဲတက်တာအပမ